ကဗျာတွေနဲ့အကြည်ဓာတ်တွေရစေလိမ့်မယ်လို့ယုံကြည်ပါတယ်မိတ်ဆွေတို့အားလုံးဂျပန်ဆိုးပွေရဲ့ကဗျာတွေနားဆင်ရင်စိတ်ကြည်ကြည်သာသာရှိကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ကဗျာကောင်းစဉ်ကညလာရောင်ဖြာကြလှပလင်းလက်ပြိုးပြက်ငွေရောင်ကျေရောင်ထောင်တောင်းဆောင်းရဲ့နှင်းဖြူပါးလျက်ဖြူဖွေးတရေရေနဲ့ပန်းတွေတချို့ပွင့်နေတချို့ကြွေကြဖြူလွှဝင်းဖန့်ရှင်းတန့်ကြည်လင်လေးနှင်းရာစီရနံ့မွေးရင်မာနှွေးခဲ့လူတယောက်ညအလင်းအောက်ပန်းကောက်ဖို့မဟုတ်ရင်ထဲရှုပ်ထွေးမအေးချမ်းစွာသူ့အိယာမှခဏကလေးထွက်ပြေးခဲ့သူအဲ့ဒီလူဟာကျွန်တော်ပါဟောဒီမှာမေလာရောင်ရှုံးမြညတိတ်လှတယ်ပန်းတွေလဲဖွေးညတိတ်မွေးတယ်ကျဲဝင့်တွေဟာခူးလို့မရဝေးလုံးလှတဲ့ကောင်းငင်ဘော်ကပန်းခင်းကြီးပါမေဒီလိုလှပဒီလိုညကိုရင်ထဲထွေးပွေမိထန်ယူလာပေးခြင်းပါရဲ့ဒါပေမဲ့ကွယ်အလွမ်းမြစ်ထဲမိုးသေးထဲမှာအိမ်မဲ့ညတွေကြားအတိတ်ရဲ့ဘဝတွေချက်သွားဆဲပါမေကို့အတိတ်ရဲ့ဖြစ်စဉ်အစကို့ဘဝသမိုင်းဦးမှာအချစ်မူးခဲ့တယ်အချစ်ယူလဲယူခဲ့တယ်တခဏလေးဘဝဘေးကုသိုလ်ကောင်းခဲ့တယ်လို့မေရဲ့ကိုရဲ့အချစ်တွေစီးမျောနေတဲ့ချစ်နတီပင်လေကျောမှာအချစ်လေကလေးနဲ့ရောခဲ့တယ်ငကငွေတန်းကျဲထူးဆန်းတွေကြားဒုနှစ်ဦးသားရဲ့ဝိညာဉ်ခြေချင်းလမ်းလျှောက်ဟိုးမြောက်ဝင်ရိုးစွန်းရေခဲကျွန်းထိရောက်ခဲ့တယ်နှင်းစီပန်းကင်းလေးညင်းတွေတဲ့လူလဲပွေဖက်မနဲ့နေညကာလမရှိချိန်ဆိုတာတို့မသိတဲ့အချစ်ရဲ့နေ့တွေချိုလွန်းတယ်အခုတော့အဲ့ဒီနေ့တွေဝေးခဲ့ပြီပေါ့မောင်ရဲ့မေမရှိတဲ့မောင်ရဲ့ဘဝခဏတိုင်းမှာရေမြေလေမီဓာတ်ကြီးလေးပါမရှိတဲ့ဒရမ်မဲ့ကဘာပေါ်ရက်တည်ရခြင်းပါအကျိုးအကြောင်းတွေလည်းအကောင်းအဆိုးမဝေခွဲတတ်တော့ပါရာသီနှစ်ချို့မြစ်တို့ခန်းချောက်တောင်နဲ့မြောက်လဲမသေးခွဲတော့ဘူးအသေးသေးစူးစူးတာနှုတ်လို့ရဖို့မလွယ်ဘူးမေနာရီတွေစက္ကန့်တွေတရွရွစီးမျောနေခြင်းဟာအချိန်ကာလပါပဲကို့ဘဝမှာတော့အလွမ်းတစ်ခုတည်းအမြဲစီးဆင်းနေလျက်ပါအလွမ်းလေကလေးကန်းနဲ့ဝေးပြီးမို့အလွမ်းမြစ်ထဲမိုးသေးသေးမှာရောက်ချင်ရာရောက်လော်တော့မယ်မုန်းခဲ့ပြီလားတကယ်ပဲလားမင်းသွားတော့မှငါယုံရခက်တစ်သက်လုံးပဲလက်တွဲမဖြုတ်တန်းအတူလှမ်းလို့ခရောင်းလန်းတွေဖြတ်မယ်ဆိုတားမရပဲတကယ်ပဲလားမင်းသွားတော့မှအိုးသွားခြင်းသွားပေါ့မတားတော့ဘူးအယူတယောက်လိုငါမငိုဘူးငိုခြင်းတိတိုင်ခိုင်ခိုင်မတ်မတ်စိတ်ဓာတ်တင်းထားရင်ထဲနာလဲနာစမ်းပါစေအိမ်တွေမပြက်ငါမျက်ရည်စကြွေမကြဘူးမိနစ်စက္ကန့်ရက်တန်မနေအချိန်တွေပေါ်ဖြတ်ကျော်နေပေါ့အိုးသွားတော့လေသွားတော့မယ်ဆိုမင်းငိုနေတယ်တကယ်မဟုတ်ပြဇာတပုတ်လို့မင်းမငိုနဲ့တို့ရဲ့လမ်းခွဲဘူတာတဲကရဲရဲထွက်ခွာသွားစမ်းပါလေကဲသွားတော့လေနောက်ကိုပြန်လှည့်ပြန်မကြည့်နဲ့ရှေ့တက်တဲ့လမ်းမင်းလန်းမင်းသွားတာသွားပါငါလဲမင်းလိုမင်းကိုကြောပေးဟိုးအဝေးစီသွားတော့မည်ပဲကဲလက်တွဲဖြုတ်လိုက်နှုတ်ဆက်လိုက်ပြီပိုရွေးဝေးရတကဘာစီဥတီရွေလျာငါတို့သွားကြသွားရင်စန့်ကျင်ရင်းနဲ့တစ်ဖက်ကမ်းမှာပြန်လာချိုးကွေရင်ဆိုင်တွေ့ဖို့နှုတ်လဲမဆက်လက်လဲမပြတွေ့ကြရုံပဲဒီလိုပဲသာထက်ခါပြန်တွေ့တိုင်းရှောင်သွားရဟတ်ချလို့ဝေးလိုက်နီးလိုက်ရှောင်သွားလိုက်နဲ့ထိတ်တိုက်တွေ့လဲမခေါ်ဘဲနဲ့ရှောင်လွှဲကြပြန်ဖန်ဖန်ခါခါတန်တရာတဲ့အမုန်းဝဲနိုင်နှစ်ဆဲနှစ်မြဲမင်းနဲ့ငါဖွဲ့နှွယ်လွန်းသူများပလက်ဖောင်းပေါ်ကျွန်တော်နဲ့သူမအမှတ်တမဲ့နေ့တွေကအမှတ်တမဲ့ပဲစလို့တွေ့ခဲ့တယ်ပလက်ဖောင်းပေါ်တယောက်ကိုတယောက်ဖြတ်လျှောက်ကြော်သွားနေပေါင်းများစွာမှာကျွန်တော်တို့ဟာသစိမ်းတွေပဲဖြစ်ခဲ့တယ်သူမဟာတစ်ခါတရံအစိမ်းတစ်ခါတရံအဝါ
တခါတရံအပြာပြီးတော့သူမဟာတခါတရံခက်လွန်တခါတရံခက်နှောင်းဒီလိုပဲသူမရဲ့ကိုယ်ပေါ်မှာခက်တိုင်းဟာလမ်းလျှောက်ခဲ့တယ်သူမရဲ့မျက်နှာဂန်ဝင်ကြပြတပုတ်လိုပဲဖော်ရွေစွာမာနကြီးတယ်တခါတရံခြေညက်ဖနက်ရှက်ရှက်အမှတ်တမဲ့ရှောင်သွားကိုလန်းကိုသွားခဲ့ကြတယ်တခါတရံအပျော်လေးများနှလုံးသားစီဥတီရွေလျာစီးဆင်းသွားတဲ့အခါတမင်တကာကြည်စဲပြုံးရည်ရွှင်ပြမျက်လုံးများနဲ့စခဲ့တယ်တခါတရံကျွန်တော်သူမဆန္ဒအလျောက်ရွှတ်နောက်ကြည်စဲပြုံးရည်ပြီးမှမာနကျိုးမြင်နောင်ကျိုးငင်ပြီးတန်ရောစဉ်ကိုဖြတ်တော်တယ်တခါတရံနှင်းစီပွင့်ဖက်ဖြတ်ခနဲတစ်ချက်ဝေစိတ်ထားတဲ့နှကန်းပန်းရောင်တန်းလာပြုံးတော်မှာလားရှည်လျားစွာရေမောနေစေအငွေ့ပြန်ရေစီးကြောင်းကလေးလမ်းတစ်ဝက်မှာအေးခဲသွားခဲ့တယ်ဒီလိုပဲနေပေါင်းများစွာမျက်လွှာတွေချဖွာရင်ခုန်မလုံမလဲစိတ်ထဲခေါ်ထူးရင်းနှီးမြူးရွှင်တန်ရောစဉ်လားမပြတ်သားပဲအတွေးနဲ့ပဲလွမ်းခဲ့တယ်အဲ့ဒီနေ့တွေကမိုးကောင်းခင်ဟာအပြာတခါမိုးတွေရွာတယ်တခါနေပူပါတယ်ဘာဒံရွက်တွေလည်းရွေခဲ့တယ်အဲ့ဒီနေ့တွေမှာရင်ခုန်တက်ကြွစရာလမ်းဘေးကပိုစတာတွေခက်ရည်စည်းတဲ့မျိုးတချို့ကွာကြမွဲချောက်တယောက်ပြီးတယောက်နောက်ထပ်စူပါစတာတွေရေမောနေကြတယ်ဒီလိုနဲ့သာနှစ်တွေခက်တွေကြာခဲ့ပါပြီသူမနဲ့ကျွန်တော်ကိုလန်းကိုသွားကြမြဲပါလေတနေ့မှမိမရသူလေးတို့လူတယောက်မှသူ့အကြောင်းဒဏ္ဍာရီတစ်ခုရှိတဲ့မဟုတ်လားအရာဟာမြေကြီးပေါ်တုတ်ချောင်းနဲ့ရေးချစ်ထားသလိုဖြစ်လွယ်ပြက်လွယ်တွေကြီးပါပဲကွယ်မင်းတဘွားလုံးကြေကွဲကြံကြရအောင်ဆိုပြီးငါ့ကိုငါလည်းအဆုံးမစီရင်ရဲဒါဆိုတနက်ပြောင်းကိုချောင်းကြည့်ရင်ကလုတ်နှိမ့်မိတဲ့လူတယောက်ရဲ့လို့လူတွေဟာတလို့ပြောကြံရစ်မှာပေါ့ငါရဲ့အကောင်းဆုံးကိုငါလုံးမပြီးသေးသမျှဘယ်အရာပေါ်မှာမှငါ့ကိုငါမပုံခဲ့နိုင်ဘူးငှက်တကောင်ဟာကောင်းကင်တစ်ခုထဲမှာနှစ်ခါပြန်တန်းနိုင်ဖို့နေမင်းကြီးကိုတစ်ကြိမ်ပတ်ရတယ်တနေ့မှမေးမရသူလေးရေဒီတညက်နေခင်းလေးပဲဖြစ်ဖြစ်အကောင်တိုင်းအဖတ်တင်ကြံရက်ဖို့တောင့်ခံထားရသူပါငါကဂျူလီရဲ့စီစာလိုပဲကိုရန်သူတွေရဲ့စည်းရင်းကိုမှတ်မထားတတ်ဘူးကိုနာမည်ဘယ်သူတုံးရဲ့လို့ကိုဟာကိုပြန်မေးရတဲ့အခါမျိုးမှာတော့တနက်ပြောင်းကိုချောင်းကြည့်မိပြန်ရဲ့မင်းမို့ဒဏ္ဍာရီတစ်ခုပေါ့ကွယ်မာရီလင်မိုရိုအတွက်ညှင့်လေစာမခင်လေးကိုကျွန်တော်ချစ်သည်ထိုအတိုင်းပင်ကျွန်တော်ဆက်လက်တွေးခေါ်ရလိမ့်မည်ခရီးပန်းတွေလူကောက်စဉ်ကာလတုန်းကမင်းမှာမိခင်လောင်းပီတာတဲ့ရင်သားရှိမှန်းငါမသိခဲ့လို့ပါကွယ်လူဘာဝတဲ့နီးနဲ့နှလုံးသားကိုစိုက်ပြိုးလို့မရနိုင်မှန်းနောင်မှသိခဲ့တကယ်တော့ကိုဟာဗျာဒိတ်တော်ကိုအလေးမထားသူတယောက်တော့လည်းမဟုတ်ခဲ့ပါဘူးကဘာကြီးဟာလုံးတော်လုံးတယ်ဒါပေမဲ့ပြားနေတယ်ပြားနေတော့ကမခင်လေးကိုကျွန်တော်ချစ်သည်ထိုအတိုင်းပင်ကျွန်တော်ဆက်လက်တွေးခေါ်ရလိမ့်မည်မင်းထင်တယ်လို့ကိုကအတိတ်မေ့ကျင်အောင်ဆောင်နေတဲ့လူတစ်ယောက်မဟုတ်ရပါဘူးအတိတ်မရှိတော့တဲ့လူတစ်ယောက်ပါကွာဆရာဝန်ရဲ့ဆေးစစ်ချက်ကိုစုပ်ဖြဲပစ်ခဲ့တယ်ဓမ္မသက်ကျမ်းကိုအခန်း3ထိမဖတ်ဖူးခဲ့ဘူးအလင်းတဝက်အမောင်တဝက်တခက်ခက်ရေတန်လားတဟင့်ဟင့်ရှိုက်တန်လားဇန်ညုံမပါတဲ့ပြဿနာတစ်ပုဒ်မှာတို့တရုပ်ဆောင်ကြရပိတ်မရတဲ့တကားတွေရှိကောင်းရှိမယ်ဖွင့်မရတဲ့တကားတော့မရှိနိုင်ဘူးကြောက်တုံးတုံးထက်ပိုးပြီးဂုံတိတ်ခါကြီးမားတဲ့လူသားတစ်ယောက်ပါကွာခွေးရပြပိုက်နဲ့အပြည့်ဒုစရိုက်မှုများဆုံးရှုံးသွားတဲ့သီလတရားနဲ့အတူအခြားလက်တီကျုတစ်ခုစီအတိုက်ပြောင်းခဲ့ရပေါ့မခင်လေးကိုကျွန်တော်ချစ်သည်မခင်လေးကိုကျွန်တော်ချစ်သည်ထိုအတိုင်းပင်ကျွန်တော်ဆက်လက်တွေးခေါ်ရလိမ့်မည်ဒီတစ်ခေါက်ကတော့ဘီဝင်းမှုကြပြ12345ဖြစ်ပါတယ်ဘီဝင်းမှုကြပြ1ဒုက္ခတွေကိုပြပြီးမင်းငါကိုမြူဆွဲရဲ့ငါဘာကောင်ဆိုတာသိဖို့ငါဘိုက်ကိုဓာတ်နဲ့ထိုးကြည့်ဖို့တော့မကြိုးစားနဲ့လေ
ငါဘဝရဲ့ဖြစ်တည်မှုဟာငါပိုက်ထဲမှာမရှိဘူးငါမှရှိသမျှငါဘဝရဲ့အဓိပ္ပာယ်တွေမင်းကိုသာပေးလိုက်စမ်းခြင်းရဲ့ငါမှဗလာလက်ကျန်အခွန်ကြီးကြံရစ်ခဲ့စမ်းပါစေမင်းနဲ့ပတ်သက်လို့ကတော့လားပြဝတ်မတက်ကြောက်ဒူးတုံရဲ့ပထမဆုံးတနတ်တန်ကြားကလေးကလက်နဲ့ချဖို့သာစိတ်ကူးနေတဲ့သူပါမင်းနဲ့ပတ်သက်တဲ့ငါအနာဂတ်တိုင်းဟာဘယ်တော့မှငါစီကိုရောက်မလာခဲ့ဘူးထင်းဥပင်တွေပေါ်တဲ့တောအုပ်ကြီးတဲ့အမြဲတမ်းပုံနေတဲ့အနာဂတ်ပါယူစမ်းပါစေဆိုပြီးမင်းပြစ်ပေးတဲ့အဲ့ဒီအထုပ်ကိုရတဲ့နေ့ကစတညမှအိတ်မပြောတော့ဘူးဟင်းလင်းပြင်းကြီးကိုပွေ့ဖက်ငါထွက်တဲ့နဲ့ဝင်သက်တိုင်းမှာမီးနဲ့ရေကိုရှူသွင်းမှုတ်ထုတ်အပြင်းစားအာယုံတွေကိုငါစားသုံးရဲ့လှုပ်ခတ်နေတဲ့ငါစိတ်ရဲ့အတန်ပလန်တွေကိုမင်းကြားရဲ့လားဟေ့ငါ့ကိုတနာလို့ဆိုပြီးတော့များမင်းဖန်တီးထားတဲ့ဇက်ကွက်ဇလန်းတွေရက်တန်းကရက်မပြတ်လိုက်ပါနဲ့ငါစပီယူစမ်းပြစေနားမလဲပါဘူးဆိုတာကမင်းငါ့ကိုနားလဲတာပါပဲမိဝင်မှုကြပြနှစ်အုံဆိုင်နေတဲ့စီးနှင်းတူတွေနေအောင်ကြဲကြဲထိုးချလိုက်တဲ့အခါမင်းငါနှလုံးသားကိုတတိယပေါ်ခွဲဟေ့မိဝင်မင်းကငါ့ကိုနားမလဲဘူးဟုတ်လားကန်ကြည့်လိုက်လေငါတကိုယ်လုံးတဆက်ဆက်တုံခါနေတာမင်းတွေ့ရမှာပဲဟောဒီကန္နာရတောအုပ်ကြီးကိုဘယ်သူမှတားဆီးမရတယ်လို့မျိုးပေါ့ငါကမင်းကိုချစ်တာကြည်စမ်းမင်းကငါ့ကိုဒုတိယတန်းစားထဲမှာထည့်ထားခြင်းတပေါ့တကယ်တမ်းကျငါကတတိယတန်းစားလူတယောက်ပါကွာလူတယောက်ဘယ်လောက်ထိချစ်နိုင်လဲဆိုတာမင်းကမယုံဘူးဟုတ်လားလူတယောက်မိုးပေါ်ပြန်နိုင်တယ်ဆိုတာမျိုးကြမင်းကယုံရမ်းရောတငွေ့ငွေ့ကြံရက်ခဲ့တဲ့မင်းရဲ့သေရောတော်အပြုံးလေးကိုပဲတစ်သက်လုံးသိမ်းဆည်းထားရတော့မယ်ငါအဖြစ်ပါကွာငါဘဝရဲ့ဖြစ်တည်မှုတွေမင်းလက်ကိုထိုးသွင်းကြည့်လိုက်စမ်းဂိုင်းအချစ်နှံတွေရတယ်မဟုတ်လားမင်းနဲ့ပတ်သက်ပြီးတိုင်းငါရရှိတဲ့ပျော်ရွှင်မှုဆိုတာစပွဲကြီးပြီးသွားတဲ့အခါကြည်စံခွန်လိုက်ကောက်ရတဲ့ကလေးလိုပါပဲဘာမှမသိတဲ့အရာတွေပေါ်ဘာမှမသိပဲလိုက်လျောနေရတာငါဘဝပါကွယ်ငါအချက်ဟာမင်းဘာသာပြန်လို့မရနိုင်အောင်မရှုပ်ထွေးလာပါဘူးပြင်းထန်လွန်းတဲ့အာယုံခံစားမှုနဲ့တုန်ခါနေတဲ့ဘဝရဲ့ရတမ်ကိုပေါင်းဆက်ထားတာတခုပါပဲလေကွင်းထဲမှာလမ်းလျှောက်ရတယ်လို့မျိုးတော့မလွယ်ကူဘူးပေါ့ကွာငါအသက်ရွယ်ကြီးနဲ့ကြာမှအဆွေးသချင်းတွေစိုးမနေရပါစေနဲ့တော့မိချောင်းတွေပေါ်တဲ့ပင်လယ်ပြင်ကြီးတဲ့တခါတည်းသာခုံချလိုက်ခြင်းရဲ့မိဝင်ဥကဗျာ3အမှန်တရားကိုဝန်ခံဖို့ရာမူသားတော်နဲ့ငါရောက်လာခဲ့တာလို့မင်းကငါ့ကိုထင်နေရော့လားဟေ့မိဝင်မင်းကငါ့ကိုအဲ့ဒါလိုမျိုးထင်နေသလားလူတချို့ကတော့ဒါကိုအချစ်လို့ဆိုကြတာပဲငါကတော့ငါနှုတ်ပြုံမှုစီနောက်တစ်ချိန်ပြန်ရောက်လာတဲ့ငါနှလုံးသားရဲ့အော်တန်းလို့သာဆိုလိုက်ချင်ရဲ့မင်းကငါအသေးနှလုံးရဲ့အလင်းရောင်လေးမင်းကငါအိမ်မက်တွေကိုထည့်ပြီးထွန်းညှိထားတဲ့မိအိမ်ငယ်ကလေးမင်းကသာစိတ်ပါလက်ပါဖြစ်လိုက်စမ်းပါကွာသစေတရေတွေအကြောင်းငါကပြမယ်စုံမရဲ့တကောင်ရန်စီဝေးပွဲညအော်ပရာကိုငါလိုက်ပြမယ်အယူကြီးဒွန်ကွိဆိုအကြောင်းငါဖတ်ပြအောင်မယ်အမှန်တရားနဲ့နဲ့အမားတွေကြီးပဲစုပ်ကင်မိတတ်တဲ့ဟောဒီညံပြင်းပြင်းကြပြဆရာတယောက်အနေနဲ့ငါစွမ်းဆောင်နိုင်တဲ့အရာဒါအကုန်ပဲလို့တော့မထင်လိုက်ပါနဲ့ကွယ်မိဝင်ဖတ်ဖို့ချစ်ပုံမြင်တွေငါရေးနိုင်သေးရဲ့ဒီအချိန်မျိုးမှာငါဟာတဆက်ဆက်တုံခါပြီးမှော်ဝင်နေတဲ့ကြပြဆရာတယောက်ပေါ့ကြပြတွေနဲ့မင်းကိုအစာကျွေးမယ်ငါပါဒီအချိန်မျိုးမှာငါဟာဘုရားသခင်နဲ့ဝေးနိုင်သမျှဝေးတဲ့နေရာငါကိုငါလွှင့်ပြစ်လိုက်ခြင်းရဲ့ယူသွမှုနဲ့မင်းကိုအစာကျွေးမယ်ငါပါမိဝင်ရေငါသာမဟုတ်သေးဘူးငါခေါင်မိုးမှာကတ်နေတဲ့တောက်တဲ့တကောင်ဟာလဲငါလိုပဲခံစားမှုဝါဒီသမားတယောက်ပါကွာဒီကောင်အကြောင်းငါရိပ်မိတာဘာကြသေးလို့လဲကဘာကြီးကတနေ့တခြားလူသားရဲ့ကာမရာဂနဲ့မကောင်းမှုဒုစရိုက်တရားတွေကိုမျိုးမျိုးချခဲ့ရမျိုးချခဲ့ရလုံးလို့ငါတကိုယ်လုံးရောင်ကိုင်းနေပြီရောင်ကိုင်းနေပြီမိဝင်းရေရောင်ကိုင်းနေပြီဇက်ကောင်များသည်ခီးလန်းဆုံးသို့ရောက်ကြသောအခါအတိတ်သင်ခန်းစာများကိုယူပြီးလူတော်လူကောင်းများဖြစ်သွားကြလေသည်ဟူ၍ဝီလီယံဖော့ကနာကမဆိုလိုပေတဲ့ကဲဘယ်နဲ့လဲငါစိတ်အခြေအနေကိုငါကိုယ်တိုင်အမြင်မှန်ရတနေ့နေ့ကြာရင်တရားရသွားလိမ့်မယ်လို့မင်းကငါ့ကိုမျှော်လင့်နေသလားသွားစမ်းပါအနှစ်သာရဟာစကလုံးတွေနဲ့ဝေးနိုင်သမျှဝေးထွက်ပြေးနေတယ်လို့မျိုးပေါ့အေးစပီအတန်မထွက်နိုင်အောင်ဆွန့်အားဘုံလဲကျသွားတဲ့အထိငါချစ်နေအောင်မှာသိလားသိရလားအပြင်းစားအာယုံတွေမီးလောင်နေတယ်လို့မျိုးနဲ့ငါကချစ်ခဲ့မင်းကိုငါချစ်ခဲ့
ကြပြာတွေနဲ့မိဝင်းကိုအစာကျွေးမယ်ပိုင်ဆိုးဝင်ပါမိဝင်းမှုကြပြာ၄လှည့်ပြတတ်တဲ့ယူပါယုံတွေနဲ့အလှည့်စားခံကျင်လို့တဆက်ဆက်တုံနေသူပါအဓိပ္ပာယ်ရှိခြင်းတွေတော့ငါမလိုက်ခဲ့တာနှစ်ပေါင်း30ကျော်ခဲ့ပါပြီကွာငါအိမ်မက်တွေကိုပြပွဲလုပ်ဖို့မိဝင်းရှိရာငါရောက်လာခဲ့ရဲ့ငါဆိုတဲ့ကောင်ကတော့မအိပ်ဆက်ပဲလဲအိမ်မက်တွေအမြဲတမ်းမက်နေတတ်သူပါငါကြိုက်ချီပြန်တမ်းမဲ့အလင်းနဲ့တသန်းစီငါရာဇဝင်ငါအစင်လာငါတတ်မဲ့မှုဥယျာဉ်နန်းတော်ငါတွေးခေါ်မှုနမိတ်ပုံပန်းပွင့်ငါသင်္ကေတငါကိုရောင်ကိုဝါကဘာနဲ့အလင်းအမောင်မျှတာတိတ်တီးကြစ်လက်ပူနွေးချစ်ခင်တတ်မှတ်မှုခွန်အားပြင်းရှာတာငါအတရဲ့ကောက်ကွေးသေးမြင်တဲ့မြင်းတစ်ကြောင်းပေါ်မှာစိတ်စောအဟုန်ပြင်းထန်မှုနဲ့အိဋ္ဌိယတောင်တန်းတွေအထက်ထက်ဖြတ်ကျော်ပြီးငါရောက်လာခဲ့ဖို့ပလက်လန်ပြီးဖြတ်တန်းခြင်းအတက်ကိုတင်ယူခဲ့တဲ့ငှက်တကောင်လိုမိဝင်းရှိရာငါရောက်လာခဲ့ဖို့ညင်းဆိုခြင်းခံလိုက်ရတဲ့တက်ပြင်းချတန်တစ်ခုနဲ့အတူအမြင့်ဆုံးတောင်တန်းအနက်ဆုံးပင်လေအကျယ်ပြန့်ဆုံးဟင်းလင်းပြင်စီငါထွက်ခွာသွားရတဲ့အခါမိဝင်းမင်းနောင်တတွေနဲ့မကြံရစ်စေခြင်းမူလူတွေကငါအကြောင်းတချင်းလုပ်ပြီးဆိုတဲ့အချိန်ကြမှာနောင်တတွေနဲ့မကြံရစ်စေခြင်းမူငါအချစ်နဲ့မင်းကဘာတေးမှာယုံမှာအခုကိုပဲကြည့်လေလူတွေငါ့ကိုမေးကုန်ကြပြီသပင်အဖွေးသားနဲ့ဂန္ဓဝင်အဆွေးသမားကြီးဆရာပိုင်စိုးဝေရှင့်မိဝင်းဆိုတော့ဘယ်သူပါလဲတဲ့မိဝင်းဖို့ကြပြာငါနောက်တစ်ချိန်ကြပြာရေးတဲ့အခါကဘာကြီးဆိုတဲ့စကားလုံးမပါဘူးအချိန်ချင်းငါဆုံးဖြတ်မိရဲ့အဲ့ဒီဆုံးဖြတ်ချက်တစ်သလုံးငါတီးဖို့ရာငါကိုငါဆုံးဖြတ်နိုင်ပါမလားကဘာကြီးဒီနေ့တစ်ချိန်ငါဦးကောင်းကိုဖြတ်သွားတဲ့နေမင်းကြီးဟာလေနေ့တိုင်းပဲလုံလုံဝိုင်းဝိုင်းဒီလိုနဲ့ငါမလိုချင်တာတွေငါပြန်ရငါထွေးပြီးသားတွေငါပြန်မြူချသုံးမရပေမဲ့လွင့်မပြည့်ရတဲ့ငါဘဝကြီးကိုငါပြန်ပြီးတွေ့ညှိခဲ့ရပေါ့မေ့ပြစ်လိုက်မိဝင်းရေဒီလိုနဲ့ conservative ဖြစ်လိုက် liberal ဖြစ်လိုက် romantic ဖြစ်လိုက် exit ဖြစ်လိုက် modern နဲ့မဖြစ်သေးတာတခုပဲအသေးနာစရာပါကွယ်ငါမလိုချင်တာတွေပဲရပြီးငါလိုချင်တာတွေဘာတစ်ခုမှမရခဲ့တဲ့ကဘာကြီးအရက်ဆိုင်တွေမရှိတဲ့ညနေခင်းဆိုတာကျင်းငယ်တာရကာတွေမရှိတဲ့တောအုပ်လိုပါပဲမြစ်တွေကိုငါမလိုချင်ခဲ့ဘူးတင်းမောမှောက်တဲ့မိုးကောင်းကင်ပင်လယ်အတုနဲ့လူမှုရေးအတုနဲ့အမှုပညာကိုငါမလိုချင်ဘူးအဟောင်းတွေကိုပြောင်းပြန်လှန်ထားတဲ့မော်ဒန်အတုကိုငါမလိုချင်ခဲ့ဘူးဟောဒီရင်ဘတ်ကိုစမ်းကြည့်လိုက်စမ်းခုံနေတဲ့နှလုံးသွေးဟာမင်းကလေးတယောက်တည်းအတွက်ပါကွယ်ဒါရူဒီအယ်လင်ရဲ့ပြလုံးတစ်ခုမဟုတ်ပါဘူးဆိုကရည်ဒီဆန်နဲ့အလွမ်းပြဇက်တစ်ပုတ်လည်းမဟုတ်ဘူးကွယ်တရေဖုံးပြီးရွှေစာလုံးနဲ့ဂမီးထိုးမဲ့ပိုင်ဆိုးဝေပါညက်ခင်းတွေကသာနွားအုပ်ကိုရွေးချယ်ခွင့်ရှိတဲ့မေ့ပစ်လိုက်မိဝင်းရီကိုယ့်အိတ်ကတည်းတပြားတစ်ချက်မှမပါခဲ့ရင်လမ်းပေါ်ကလည်းတပြားတစ်ချက်မှကောက်မတွေ့တတ်ဘူးကံကြမ္မာဆိုတာဒီလိုပဲမြားယူရတဲ့ပေါ့အခုတော့ငါဟာမရင်ကျက်သေးတဲ့ဖခင်ကိုတူဖြစ်ခဲ့ရပြီမင်းနှလုံးသားစီအရောက်လာဖို့ရအတောင်မှမပါတာကလွဲရင်အလုံးတန်ငါပြန်ဝဲနိုင်ရဲ့အသေးကွဲဘူးတဲ့ငှက်တွေပြန်ခွင့်မရှိတဲ့မိုးကောင်းကင်မှာထင်ရကိုငါဆိုင်းခဲ့ပေါ့ခုနကကျွန်တော်ရွတ်ခဲ့တဲ့ကြပြတွေကပိုင်ဆိုးဝေရဲ့အချစ်ကြပြတွေလို့ကျွန်တော်ကသတ်မှတ်ပါတယ်အခုဒီချိန်တော့သူ့ရဲ့ဘဝဒေါသနဲ့မောဟတွေကြားမှာရေးထားတဲ့ကြပြတွေလို့ကျွန်တော်ကသတ်မှတ်ပါတယ်ကြပြကောင်းစဉ်ကပင်လေပြလို့နာယီပန်းပွင့်ကျယ်တွေလွင့်မျောငါရေမောခဲ့တာပင်လေပြလို့လောင်ပြောင်စော်ကားရေတံများနဲ့စကားစစ်ခင်းမြားပြစ်ကွင်းမှာဒဏ်ရာပြည့်ကျက်ဒရဇက်ပင်နာကျင်ဆူးချငါအတ္တကိုပြိုအောင်ဖြိုခွဲပြစ်ခတ်ဆဲမှာငါရေမောခဲ့တာပင်လေပြလို့ပိုင်းခြားစီးသက်နေဆက်မြင်းပေါ်ဖြတ်ကျော်တိုးဝှေ့ရွဝေးသွားခြေတံများမှလှန်သွားစုနဲ့ငါထံပြစ်သွင်းစကားဖြင်းတွေ
လွင့်ကြေတေဆုံးအမုန်းတွေတဲ့ကြက်တန်းစဲမှာငါရင်မောခဲ့တာပင်လေပြလို့ဘဝတစ်ခုယုံကြည်မှုတဲ့လမ်းခွဲများစွာခြေရာထင်ချမ်းနောက်ပြန်မလှဲ့ရှစ်တဲ့တိုးနှောင်ကြိုးတွေဖယ်ငယ်ကအတိတ်မျက်စိမိတ်ပြီးမိဖို့ကြိုးစားနှလုံးသားမှာအဖျားတက်ကြနေ့နဲ့ညတိုင်းရှတာဆူးနဲ့ကုတ်ချစ်ကြိုက်ခဲဖြစ်တည်စဲမှာငါရင်မောခဲ့တာပင်လေပြလို့ကိုချင်းတရားကြွေကျသွားစဉ်ဒူးရားတလိပ်လက်ထိတ်လောင်ကျွမ်းရောင်ရမ်းချွေချကြေမွတိတ်ခါဝေဒနာဖြစ်ဘဝတများတိုက်စားဖန်ဖန်ကွဲကြည်ပြန်ဆက်မိငှက်ပမာငါရင်မောခဲ့တာပင်လေပြလို့ပင်လေပမာနာယီပန်းပွင့်ကျယ်တွေလွင့်မျိုးငါရင်မောခဲ့တာပင်လေပြလို့ကဘာမရှိတဲ့မြစ်ငွေရတုရက်ကိုလက်ပြနှုတ်ဆက်နေ့ရက်အသစ်များတွားသွားရွရွ10နှစ်တဖန်ပြည့်တော်မူမြင့်မတ်တကြောင်မှတ်တိုင်ဟောင်းမှာအကြာကြီးရက်မပြတ်သားပဲတွေ့ဝေစဲတွင်ရင်ထဲတိုးဝိအနာဂတ်နေ့တချို့ငါ့ကိုဖြတ်တန်းသွားကြပြီအိမ်မက်အယ်ဘမ်မှာယောဂအသစ်များတိုးပွားနေစေဆွဲနှုတ်မရနေညအထက်ထက်ရစ်ပတ်တင်းကျက်ဒရဇက်ပင်နှလုံးသား၏အပြာရောင်တွင်ပြင်အကုသိုလ်တရားတို့စူးဝင်ခဲ့ပုံဘဝအမြင်ဂန္ဓဝင်လက်သက်အချစ်သစ္စာတရားရိုးသားမှုအကြောင်းဖွဲ့နွယ်သူမြစ်ကိုဆန်လျက်လှော်တက်မိကြံပြစ်စုံပံမှာငါအနာဂတ်မဲ့လမ်းလျှောက်သူရွေဦးရက်တွေအကြောင်းတချင်းမဆိုနိုင်တဲ့အုပ်အောငှက်တကောင်ရဲ့ကြေကွဲမှုလိုယာခင်းထဲကအမေအိုရဲ့ဘဝကိုအဝေးကတန်းတပူဆွေးတဲ့သူဟိုမှာနှင်းများမှုံဝါဝေးကြံဥပဒံလားတမလွန်အလားစကားတိတ်ဆိတ်မသိစိတ်လားနှလုံးသားထဲတဖွဲဖွဲသွန်ချတန်ဝေကလာဒိုင်နာရီဂျာမင်းနီတားခဲ့ငါရဲ့မွေးနေ့ငါအချစ်မီယိုစီးတဲ့နေ့ကိုချင်းတရားဆုံးပါတဲ့နေ့ထိုနေ့များတွင်မတိမှုတရား6ကဘာ၌အသွားထက်ထက်ဓာတ်တလက်ပေါ်ခြေချော်လဲကြလူးလဲပြန်ထအတ္တပွေဖက်ရှေ့ဆက်လျှောက်ရင်းပျော်စရာသချင်းတစ်ပုဒ်ကိုငါဆိုလျက်ဟိုမှာမာယာမြစ်ထဲပန်းတွေကျဲချငါမာနာကိုဖွားဖွားဆုပ်ကိုင်လောင်ရည်နိုင်ခွင့်ဘဝလွင်မှာမြူတွေကြားကလက်ပြနေတာဘယ်သူလဲကွယ်အမှတ်တမဲ့နေများတစုံတစ်ခုသောနေများစွာကသဲထူတဲ့မြေလမ်းမှာပေါ်ငါနင်းလျှောက်ခဲ့တဲ့ခြေရာတွေအခုရှိနေအောင်မလားအဲ့ဒီတော့ကငှက်တချို့တေးသည်ယာခင်းထဲကပြောင်းပင်တွေကိုကိုက်ဖြတ်လို့လေဟာလွင့်ပါဟိုတီပြေးလွှားတပင်မြင့်မြင့်ကြီးတွေပေါ်ကရွှေရောင်၆တွေတရှဲရှဲမြည်လို့ဒါဟာသူတို့အလုပ်ပေးတယ်လေကလေးဘဝနဲ့လူကြီးဘဝဆိုတာအဝေးကြီးလားဖေဖေအဲ့ဒီတော့ငါမေးပြီးတော့လေလိုပဲလွင့်ပါလေလိုပဲဟိုတီပြေးလွှားစိမ့်ညိုတဲ့တောင်တန်းတွေပေါ်ရှက်တိုက်ကျယ်ပြန့်တဲ့လယ်ကွင်းတွေပေါ်ပြန်ဝဲတစ်ပင်တွေရဲ့ထိပ်ဖျားမှမြင့်မားတဲ့မိုးကောင်းကင်စီဒီလိုပဲအေးနေတဲ့လေကစိမ့်ဆိုတဲ့လယ်ကွင်းတွေပေါ်ဖြတ်ဖြူရော်ရော်နေ့တွေကလေးပင်နဲ့ငှက်ကိုဖြတ်ကလေးဘဝနဲ့လူကြီးဘဝဆိုတာဟိုးဟိုမှာဆက်ဆံနေတဲ့လယ်ကွင်းပြင်နဲ့တောအုပ်လိုပါပဲလူကလေးရဲ့အဲ့ဒီလိုငါဖြေတော့လူကလေးလယ်ကွင်းနဲ့ပြေးဆော်သွားသူ့ကိုယ်ပေါ်ဖြူရော်ရော်နေ့တွေကဖြတ်ငါလျှောက်ခဲ့တဲ့သဲထူထူမြေလမ်းမှာပေါ်လူကလေးဖြတ်သွားနေပေါ့သူ့နေ့တွေမှာငှက်တချို့တေးတည်နိုင်ပါမလားကစားပွဲအတိတ်ပဲရှိတဲ့ညတညကိုမင်းငါစီကဝယ်လို့မရနိုင်ဘူးတကယ်ကိုငါဟာအတုရောင်ဆောင်ထားတဲ့အစ်စ်တစ်ခုပါကွာမင်းရဲ့အပြင်းစားရိုက်ချက်တွေငါ့ကိုမထိမှန်တာပဲငါအားနာရဲ့ရေချိန်လွန်တဲ့နူးညံ့တိမ်မွေ့မှုတွေနဲ့အရေပြားပေါ်ကဒုက္ခတရားတွေကိုကုညီဖြေရှင်းမှုငါရောက်လာခဲ့တာပါရွှေနဲ့လှုပ်တဲ့ညနေခင်းတွေကိုတချင်းတစ်ပုတ်နဲ့အရေဖြော်လိုက်မှားနေတဲ့အမှန်တရားတွေထဲမှုသားတွေလောင်းထည့်လိုက်တယ်လီဖုန်းကိုအသုံးပြုတဲ့ကြွေအံကစားနေတာမရှိခဲ့ရင်ဟောဒီအစမ်းတက်ခံမျက်နှာပြင်မှာမင်းနဲ့ငါလက်ရည်တူတွေပဲ
နာဂတ်သို့ဆုတ်ခွာခြင်းသွေးယူသွေးတန်းတွေငါစီကမမျော်လင့်ပါနဲ့တော့မင်းနှလုံးသားစီအရောက်လာဖို့အတွက်အခက်ခဲဆုံးလမ်းကိုရွေးချယ်ခဲ့သည်မို့ငါဟာစစ်သူကြီးဟန်နီဘောလဲဟုတ်ရဲ့မဆိုင်ပြရသေးတဲ့မျိုးစီတွေကိုစောင့်ရှောက်တယ်လို့မျိုးဘဝရဲ့တန်ဖိုးတွေကိုတည်ဆောင်ပြီးငါရောက်လာခဲ့ရအမှန်တရားရဲ့နောက်ဒုတိယမြောက်ကြဆုံးသူဟာငါပါဒိုင်နိုဆောတွေဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာကိုလူတွေအငင်းပွားနေရတယ်လို့မျိုးပေါ့လေကဘာမြေပေါ်ကမသိမှုအလုံးကိုတင်စားဖို့ငါ့ကိုမွေးဖွားခဲ့တဲ့တကယ်ကိုပါပါလော်လော်လေးလွဲချော်ခဲ့တာပါဒါနဲ့ပဲတို့တဘွားလုံးဝေးခဲ့ကြရအနာဂတ်ဟာဘယ်တော့မှငါစီကိုရောက်မလာနိုင်တော့ဘူးငါအချစ်ကလူသမိုင်းရဲ့ဘလို့ခစ်မျိုးမှအစားထိုးမရတဲ့ကောင်းကင်ဆန်မှုနဲ့ပါစဝိုင်းလိုပြန်တန်းနေတဲ့အချိန်တွေရဲ့လောင်ကျွမ်းမှုတွေမှာမကြေရတဲ့ဘဝတွေကိုပေးဆက်ရင်းမင်းနဲ့ငါဝေးကြရပြီလားမခိုင်မာတဲ့ထိပ်ဖျားပေါ်မှာပြောင်းပြန်လှန်ပြီးစိုက်ထားတဲ့ပိရမကြီးတစ်ခုလိုတပိုင်းပိုင်းလဲကျတုံညကိုစဝိုင်းနဲ့လွဲမားခဲ့သူပါဇက်သိန်းခန်းမှာတော့ပင်လယ်ကမ်းခြေအတုတစ်ခုမှာရမ်ပလင်းအစ်စ်တစ်လုံးကိုမော့တောက်ပစ်လိုက်ရဲ့မူးနေတဲ့ကျဲတကုံလူခန္ဓာဝန်တွေကကျဲတကုံတွေပေါ်ပိပိကြတတ်လုံးလို့အနည်းဆုံး85နှစ်မြောက်မှနောက်တစ်ခေါက်ငါပြန်လာခဲ့မယ်ကဲကွာအခုကိုပဲငါပြန်ရောက်လာပြီမူးပြီးမှငါရောက်လာတော့မင်းတို့ကိုငါမသိငါ့ကိုငါလည်းငါမသိဒါပေမဲ့ငါကမင်းတို့ဘဝရဲ့အလင်းရောင်တန်းကြီးလေးမျက်စိတွေကျိန်းဆက်လောက်အောင်တိတ်ပြီးပြောင်လက်လွန်းနေရင်လဲနေကာမျက်မှန်တတ်ထားကြငါကမင်းတို့ဘဝရဲ့အလင်းရောင်ပင်လယ်လှိုင်းတဲ့မုန်တိုင်းရဲ့စူညံမှုတွေငါရာဇဝင်ငါအလင်းရောင်ငါအမှောင်တုငါအတန်နဲ့ငါအမှန်တရားငါရဲ့ဓာတ်ကိုငါမြုပ်ထားရဲ့အကျွမ်းမဲ့အမှန်တရားနဲ့အနာဂတ်ကိုမစင်စားမိအောင်စကလုံးတွေအိပ်ပျော်နေစမ်းပါစေနောက်တနေ့ညနေခင်းကိုမနေ့ကနေ့လေဟုထင်မှတ်ခါအိယာမနိုးလာပြီးအမှန်တရားဘယ်မှာလဲအော်ဟစ်ပြီးငါမေးမိရဲ့ကြည်စမ်းဒါဟာသူ့အထုပ်ပတ်ထိတဝက်တစ်ပြက်ပါပဲတယ်လေပြောရဲလိုက်ပုံကဒီလိုကောင်မျိုးတွေကြောင့်ပေါ့ရှုမျော်ခွင်းတွေကိုကြောပေးပြီးထိုင်တတ်တဲ့အကျင့်ငါရခဲ့တာကျေတကုံတွေဘလို့ထိုင်နေဆိုတာမင်းတို့မြင်ဘူးကြရဲ့လားပို့ပြီးလူသားဆန်လာအောင်လို့လေငါရှိမှယူယူနှမ်းနှမ်းတွေလှုပ်ပြလိုက်မိုက်မဲမှုချင်းပြိုင်ဆိုင်လိုက်နေသွားစမ်းပါဒါမျိုးကိုငါလက်မခံပါဘူးကျေတကုံတွေရဲ့ရည်မှန်းချက်ဟာကိုလောင်ကျွမ်းခြင်းသာပဲအစီအစဉ်အထားသူအမှုပညာကိစ္စအိယာဝင်နောက်ကျခြင်းနဲ့လည်းတစ်ခါတော့သက်ဆိုင်တယ်ရန်ဆိုတဲ့ plane ထဲမှာ ram ဟုတ်တာတွေထည့်ထားမှာတော့ငါဘွားထဲမဟုတ်တာတွေထည့်ထားတာဘာမှမဆန်းတော့ဘူးမင်းတို့ရဲ့ခန္ဓာဝန်တွေနဲ့ပြိကျနေတဲ့ကျေတကုံကြီးလူသားဝါဒကိုတိတ်ပြီးခရင်းတွေ့လာတဲ့ကျေတကုံကြီးပေါ့ငါမှရှိတဲ့အလင်းရောင်တွေမင်းတို့ပေါ်တက်ရောက်နေပေးသမျှမင်းတို့ရဲ့အနာကငါတဖွားမှမခွာတော့ဘူးငါကအရစ်မူးနေတဲ့ကျေတကုံတစ်ခုလေမေ့ပြစ်လိုက်ပါရေကူးခြင်းဟာတိတ်ကိုလွယ်လွယ်လေးပဲထင်လို့ခုံချလိုက်မိတာရွေးချယ်စရာဆိုလို့လည်းတခြားဘာမှမရှိခဲ့ဘူးအသက်နှလုံးကိုမပေးပါနဲ့ပိုက်ဆံ30ပဲချေးခဲ့စမ်းပါကွာကိုယ်စီရောက်လာတဲ့သူများရဲ့ဒုက္ခဆိုတာလေကိုဒုက္ခပဲပေါ့တကယ်ကိုရတပြည့်ရတဲ့ညတွေပါတချင်းလုပ်ပြီးဆိုနေရအန်သွားအချင်းချင်းကြိတ်ပြီးတော့သာချစ်ချင်းမြတ်တာကိုဖွဲ့ဆိုနေရရက်မရတဲ့လှည့်ပြားမှုတွေသာမိုးအလင်းရွာချနေရဲ့ဒီအချိန်ကိုယ်စိတ်နှလုံးငြိမ်သက်မှုရဲ့စက္ကန့်အတွင်းမှာတောင်တန်းတွေရွေလျားပျောက်ကွယ်သွားကြဖို့မောင့်ချစ်မအေးကြည်လေးမေ့ပြစ်လိုက်ပါမေ့ပြစ်လိုက်စမ်းပါရရန်တတ်တဲ့အရေးပြားတွေဆိုတာငွေနဲ့ဖြားရောက်မှုအလွယ်လေးပေါ့ကွယ်အဆုံးမဲ့ခီးအားလုံးကိုထားပစ်ခဲ့ဒီအထားတန်လန်းအတိုင်းဆက်လျှောက်ခဲ့တယ်အိတ်ထဲမှာအကျက်နှီးတဲ့ဒဏ်ရာတွေပဲပါရဲ့ဟောတွေ့ရပြီတွေ့ကြရပြီဒါပေမဲ့ငါရှာနေတာမင်းမဟုတ်ပါဘူးမင်းရှာနေတာငါဟုတ်ရဲ့လားဒါပေမဲ့ရပါတယ်ကွာတို့ဘဝတွေဟာဒီလိုကြီးပါပဲနိုဝင်ဘာဒီဇင်ဘာအလင်းရောင်နဲ့လေတိုက်ခတ်မှုအပြောင်းအလဲမှာမေတ္တာတရားကိုယုံကြည်ခဲ့ရသိပ္ပံနိကြအိမ်မက်မက်သူပါအသက်နှလုံးကိုကာကွယ်ဖို့ရာခန္ဓာကိုယ်ကိုချကျွေးခဲ့ရအောက်မေ့တရိယာချင်းမှတပါတခြားဘာမှမရှိတော့ဘူးမိယထာတန်လန်းအတိုင်းဆက်လျှောက်ခဲ့တယ်
ယေစုမတ်အဲ့ဒီ62ခုတစ်နှစ်လုံးကိုပဲပြန်ပြီးတောက်သုံးမိရဲ့ချိုခဲ့သမျှတွေအခုတော့ခါရပြီတခါကို့အတွေးကိုပြန်မျိုးချဖို့တော့ခက်ခဲတဲ့ရဲ့ကို့လောက်မှအရက်မရှိတဲ့ကောင်တွေကို့ကိုငုံကြည့်ဖို့ကြိုးစားကြကို့အဖြစ်ကနှမြုပ်နေတဲ့သင်္ဘောကိုစွန့်ခွာဖို့သတိမေ့နေတဲ့လူတစ်ယောက်ပါရက်စက်မှုကိုဟာတနဲ့အနာကွတ်ထားတဲ့အချစ်ဇလံဖို့ကိုများတဲ့ငစားကိုပြန်ဟပ်မိပြီးတောင်စင်ခုနှစ်ထပ်မြင်းမီးချီစိုင်းခံရတာတော့မှချာလီချက်ပလင်လောက်မရရသေးပါဘူးလေမိတ်ဆွေမဖြစ်ရသေးတဲ့တို့ရဲ့မိတ်ဆွေဘဝကိုသူတို့ဆော့ကစားကြပြီနှင်းစီခင်ကလေးအကျက်နေတဲ့ဒဏ်ရာတွေနဲ့ကိုစွန့်ခွာခဲ့ရမင်းကလေးထင်မှတ်သမျှရဲ့တဝက်ဟာအမှန်တရားရဲ့တဝက်မျှတာပဲကိုမှဖြည့်ရှင်းမှုရအခွင့်အလမ်းမရှိခဲ့ဘူးတို့တွေအားလုံးဟာရှိတ်စပီးယားရေးခဲ့တယ်လို့ပါပဲအိမ်မက်တွေကိုလှုပ်ထားတဲ့ပစ္စည်းတစ်ပါးပဲမဟုတ်လားတယ်လီဖုန်းတွေကိုမုံမိရဲ့အသုံးမကျတဲ့ရင်ကြောတွေကပိတ်ဆို့လွန်းတယ်အမြန်ရထားအပါတွဲနှစ်စစ်အချစ်ငိမ့်ချမ်းရေးမင်းကလွဲပြီးဘာကိုမှမရွေးချယ်နိုင်ဘူးကိုအဆုံးမစီရင်ရဲလို့ရှုခင်းတွေကိုပဲကြိမ်ဆဲမိတယ်ကမ္ဘာပထမဦးဆုံးဆရာဝန်ကြီးဟစ်ပိုကရေတီရဲ့ညွှန်ကြားချက်အတိုင်းစိတ်တောက်နဲ့အေးမိခြင်းအတွက်ရက်ကိုရေနဲ့တဝက်ရောပြီးတောက်တယ်ရန်ကုန်မြို့ပေါ်အုံဆိုင်တဲ့မိုးသားနင်းစရာဆိုလို့ရန်ကုန်မြို့မှာ2ခုပဲရှိရဲ့ပျော့စီစီလူတွေနဲ့မာကြောတဲ့ပလက်ဖောင်းကြောက်ပြားတွေမနှက်ဖြန်တွေကိုချောမွေစေဖို့အဖြစ်မှန်တွေကိုနည်းနည်းပါးပါးပြုရင်ကြသူတို့ရဲ့စိတ်ဒုက္ခတွေကိုအော့အံဖို့တော့စိုးထိုင်းကျင်းချက်လောင်ပိတ်နေတဲ့အရက်ဆိုင်တွေရှိရာစီသွားကြရရန်ကုန်မြို့ပေါ်အုံဆိုင်တဲ့မိုးသားနောက်ဖေးလန်းကြကအကျွင်းအကြံတွေနဲ့ခြေထောက်တွေရဲ့ဘာသာဗေဒကိုလေ့လာရင်းတနေ့တစ်ချိန်ချင်းတစုံတယောက်တစုံတရာတစ်ခုတေချာမှုမရှိတဲ့ညနေခင်းတွေကိုအိတ်ကတဲ့ထည့်ပြီးစိုးထိုင်းကျင်းချက်လောင်ပိတ်နေတဲ့သူတို့အိတ်ခမ်းတွေရှိရာစီပြန်ကြရပြီရန်ကုန်မြို့ပေါ်အုံဆိုင်တဲ့မိုးသားသူတို့ကိုယ်ပေါ်မှာတစ်ချိန်တစ်ခါမှမဆွတ်ဆိုဘူးခဲ့တဲ့ချစ်ချင်းမြတ်တာကတော့သူတို့ကိုဖြန့်ပစ်နေတဲ့မိုးရေစက်တွေနဲ့အတူရေဆိုးမြောင်းတဲ့တဝေါထိုးဆင်းသွားပေါ်သူတို့ကိုယ်တိုင်အိတ်မပြောခင်သူတို့စိတ်ကူးနိုင်သမျှရဲ့အကောင်းဆုံးတွေကအိတ်မဲ့အဖြစ်အရေးပျော်နှင့်ပြီတော်သေးရဲ့ကျယ်တွေရဲ့အမိမှာကလောင်နံမပါတဲ့အတွက်တော့ဘုရားသခင်ကိုသူတို့ကျေးဇူးတင်ကြရပြီပေါ့ဒုက္ခစတဲ့လူလယ်နဲ့လူအနှမျိုးစလုံးတင်ဆက်လို့ရတဲ့မြို့တော်ကြီးမှာတဝက်အောင်မြင်ပြီးတဝက်ကြဆုံးခဲ့ရဒီမြို့ကြီးဟာငါမကုတ်ခတ်နိုင်တော့အောင်မကျေဝန်းပါဘူးလမ်းပြောင်းနေသလားတဲ့လမ်းရှာမတွေ့သေးလို့ပါအကုသိုလ်ဒုစရိုက်တရားဒီလောက်များခဲ့သူမဟုတ်ပါဘူးကွယ်စူးလေဖျားကိုရှာတွေ့ရမှာပေါ့ဒုက္ခတွေကိုဒုက္ခနဲ့မြှောက်ခဲ့ရသူမို့နောက်ထပ်ဒုက္ခပန်းတစ်ပွင့်မပွင့်ပြရစေနဲ့တော့ညီမလေးရဲ့ဖြောင်းချက်တွေမပေးမိခင်လေးနေရာလွင့်ခဲ့ရတာကိုပဲမင်းတို့မျိုးကလေးကိုကျေးဇူးတင်ရဘတ်စကားပေါ်မှာမတော်တဆလက်ချင်းထိမိတယ်လို့သာသဘောထားလိုက်ပါတော့တောဘူတာဝန်ထမ်း2ဦးမိရထားတန်လန်းအတိုင်းသူတို့2ယောက်ဆက်လျှောက်ခဲ့ဘာအကြောင်းအရာရဲ့လို့အတိအကျမရှိပါဘူးရောက်တဲ့ရရာတွေပဲပေါ့လေသူတို့ပြောကြဒိုင်နိုဆောတွေဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာနဲ့မှုစိုက်ပြိုနီးကြပြာလော့အကမိမတွေရဲ့ခန္ဓာဗေဒအကြောင်းလဲပါရဲ့သူတို့ပတ်ဝန်းကျင်သူတို့အထက်မိုးကောင်းခင်မှာစက်ရိတ်စစ်ငွေတွေမရှိပါဘူးတိမ်ဆိုင်ပါးပါးနဲ့ပြန်လွှမ်းငှက်တအုပ်ခက်လန်းလန်းမှာမြစ်တစင်းတဖြည်းဖြည်းဝေးပြီးမှုံသွားတဲ့သူတို့ရဲ့မျက်စိတစုံအဝေးဆုံးထိရောက်ကြသူတို့ပါဇက်ထဲတွေ့ကြရတွေပြောရင်နောက်ထပ်အဝေးဆုံးရှိရသူဆက်လျှောက်ကြနောက်ထပ်အဝေးဆုံးထိမနှက်ဖြန်တဲ့သူပျော်ဝင်ခြင်းနေဤအယောင်ပူလောင်ဆက်ကားလမ်းမများပုံပျော်ဝင်စီးစင်းလူချင်းထိညက်အသက်ရှူကျက်စွာတိုးဝှေ့ယနေ့ပေါင်းများစွာရှင်သန်ခဲ့ကြပြီဘဝ၏မျောလင့်ခြင်းများအနာမသက်ရိုက်ခတ်ရင်မှာဝေဒနာဖြစ်အာအင်ပြည့်ရှံတွန်းကန်မျောပါဘယ်အရာမှတားမရခဲ့နိညာများစွာစီးဆင်းပြီနှွေလိုနေလိုမီးလိုပဲရင်ထဲပူလောင်အမောင်ပိတ်ဖုံးအဆုံးမရှိလမ်းမသိသူမြက်ကန်းလိုလူဘဝထဲမှာလူဖြစ်လာရဘာမှရေရာမသေးကြဟုဟောကြပြောကြမိန့်ဆိုကြသည်
ပူဇမ်းပါစေဆယ်နေကဲကဲရင်ထဲမီးလောင်အမှောင်တရားပိတ်ဖုံးပါစေလူတွေထဲမှာလူဖြစ်လာရလူဘဝကိုခဏဖြစ်ဖြစ်ငါသိချင်မည်ရှင်တန်ချင်း၏အဘိဓမ္မာတုံခါကွဲရင်ထဲပွက်ဆူလူတုံလပရခဲစွာမှုဒုက္ခမြေးထူဘဝပူညူစုမဲ့ကင်းဖြတ်ကျော်နေမည်မနေ့ကများဖြတ်တန်းသွားပြီဒီကနေ့လဲဖြတ်တန်းဆဲပဲမနှက်ဖြန်တို့ရှင်တန်မှုတွေခရီးဆက်မည်အဆုံးမရှိမတိတော့ကမီမဆုံးလန်းတို့သင်နှင့်ငါတို့သွားအောင်စို့နှလုံးသားအကြောင်းနှလုံးသားခံစားတတ်သည်အာယုံ၅ပါးမြင်ကြားတွေ့ထိစွဲညှိနှစ်သက်ရုံးထွက်မရနှလုံးသားကပွေ့ဖက်သည်အကြောင်းအကျိုးကောင်းဆိုးမသိအမှန်အမှားပိုင်းခြားမသိရိုးသားကောက်ကျစ်စိစက်တွေးတော်တွင်းသဘောကိုစောကြောမသိတောင်းပြောင်းရောပြွန်းနှလုံးသားကန်းစံမှာမကောင်းမှုတရားမကျက်စားအောင်ပိုင်းခြားဝေဖန်ပညာဉာဏ်နှင့်မှန်ကန်သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိသင့်သည်ထိုအခါနှလုံးသားမှခံစားမှုများရိုးသားကြည်လင်ပျော်ရွှင်လန်းဆန်းဘဝလမ်းမှာဖြောင့်တန်းသာယာရှောင်နိုင်လေတိုင်ကတ်နိုင်ခမည်းကကို့အကြောင်းကိုပြောဖို့ချောင်းနေသူလားကျွန်တော်ကကို့အကြောင်းကိုပြောဆိုနေခြင်းမှာထွက်ပြေးနေသူပါသတိထားတပ်ပင်အမြင့်ကြီးတွေပေါ်တက်တဲ့အခါသတိထားကို့အကြောင်းကိုပြောတဲ့အခါသတိထားငှက်တွေဟာပြန်ရင်းသေးကြတယ်လူတွေကတော့ကို့အကြောင်းကိုပြောရင်းသေးကြတယ်သိပ္ပံပညာအကြောင်းဟာသိပ္ပံပညာမဟုတ်ပါဘူးဂီတအကြောင်းဟာလည်းဂီတမဟုတ်ဘူးခမည်းပြောတဲ့ခမည်းအကြောင်းဟာခမည်းဖြစ်နိုင်ပါတော့မလားပန်းကလေးတွေဟာတပွင့်ပြီးတပွင့်သူတို့အကြောင်းသူတို့ပြောရင်းသေဆုံးကြရကျဲကလေးတွေတဖြုတ်ဖြုတ်ကြွေကြနေတာသူတို့အကြောင်းသူတို့ပြောနေတာအချိန်တွေဘလို့သေဆုံးရတယ်ဆိုတာပြောပြဖို့တော့တိုင်ကတ်နာရီတစ်လုံးနဲ့မလုံလောက်နိုင်ဘူးပေါ့သတိထားတစ်ပင်အမြင့်ကြီးတွေကိုတက်တဲ့အခါသတိထားလမ်းများလူများနဲ့ခြေရာများငါအတွေ့မဆုံးသေးခင်ငါခရီးဆုံးခဲ့လေတော့လမ်းတွေဟာတိုးလုံးတယ်သင်္ကန်းစာတွေမကုံဆုံးသေးပဲဒို့ဘဝခရီးတွေလမ်းဆုံးကြရလမ်းများလူများရှင်သန်ခြင်းနဲ့သေဆုံးခြင်းများသင်ယိုးညှိုးနှံပြဋ္ဌာန်းချက်အသစ်တွေနဲ့လောကရဲ့မာယာများထားရခဲ့ရပေါ့ကဘာမြေတင့်ကြောပေါ်မှာတို့မတင်ယူနိုင်ခဲ့တဲ့အရာတွေနဲ့တို့ခြေရာတွေပဲထားရခဲ့ရပေါ့ရှေ့ဆက်ပြီးရှောက်ဖို့ရာလမ်းတွေဟာတိုးလုံးတယ်လိုချင်တဲ့ကဘာဖြူစင်တန့်ရှင်းတဲ့ချစ်ချင်းမေတ္တာတရားအပေါ်ကျွန်တော်တို့ယုံကြည်ကြရမယ်စာနာထောက်ထားတဲ့ဂရုဏာတရားကိုကျွန်တော်တို့လေးစားလိုက်နာကြရမယ်ဂျမဆိုတရားအားလုံးလူသားဝိညာဉ်တွေအပေါ်စွတ်ဆိုဖုံးလွှမ်းပြန့်နှံ့ပြီးတော့စစ်ပွဲဆိုတာမရှိငတ်မော်ခေါင်းပါခြင်းနဲ့ကင်းငြိမ်းချမ်းသာယာပြီးရောင်စုံပန်းတွေပွင့်အချစ်များစွာနဲ့ဟောဒီကဘာကြီးကိုကျွန်တော်တို့တိဆောက်ကြရမယ်လူတိုင်းရဲ့ဘဝဟာတာယာလှပတဲ့ရှုမြော်ခြင်းပကြီးကားတစ်ချက်လိုငြိမ်သက်အေးချမ်းပြီးတော့ထာဝရစိမ့်ဆိုလန်းဆန်းပင်လယ်ပြင်ဟာတဘာဝအတိုင်းငြိမ်သက်တခါတဘာဝအတိုင်းလှိုင်းထန်တပ်ပင်တွေကလည်းလေကောင်းလေသန့်ကိုရှူရှိုက်ရလို့မို့ရှင်သန်ဖွင့်ထွားဝေးစီအာဃာတနဲ့အဘိဇာတရားတွေကင်းရှင်းလူသားအချင်းချင်းချစ်ကြည်ရင်းနှီးပြီးတော့စိတ်ထားမုံမြတ်တန့်ရှင်းကြဒုက္ခဆိုတဲ့စကားလုံးမရှိအမုန်းဆိုတဲ့စကားလုံးမရှိမာနလည်းမရှိပျော်ရွှင်ချမ်းမြေစွာကဘာကြီးငြိမ်းချမ်းအနောင်အဖွဲ့ကင်းလွတ်လပ်ခြင်းအပြည့်နဲ့မြက်ခင်းပြင်တွေအပေါ်ကခုံတချင်းဆိုအဲ့ဒီလိုကဘာကြီးမျိုးကိုကျွန်တော်တို့တိဆောက်ကြရမယ်ကလေးလေးတွေပျော်ရွှင်အာဟာရအပြည့်ဝလွတ်လပ်စွာပညာသင်သူတို့အတွက်တီးတန့်ပန်းဥယျင်တွေနဲ့အမျိုးသမီးတိုင်းဟာချောမောလှပသဘောကျစရာအကြီးတန်းသူတယောက်မှမရှိပြီးတော့လူတိုင်းအတွက်စေဝါအရှမ်းပဲအိုယောဂဗျာဆိုတာတောင်မရှိတော့မို့လို့စေဝါဆိုတာအပေါ်ပစ္စည်းတက်တက်ပဲပေါ့ပကြီးစရာတွေအတွက်လည်းအယောင်တွေပေါ်များကျွယ်ဝအမှုပညာဘာသာရပ်ကိုကျောင်းတိုင်းမှာသင်ကြားပို့ချကြပြဆရာတွေကလည်းစကားလုံးတွေအများကြီးကိုပိုင်ဆိုင်အလှတရားကိုလူတိုင်းခံစားနိုင်တပင်တွေရဲ့ထိပ်ဖျားကလေကွင်းပြင်တွေပေါ်တိုက်ခတ်သွားတဲ့လေဟာအိမ်ခေါင်မိုးတွေပေါ်က
ကောင်းငင်ဘုံကိုအရောက်သွားရလမ်းပြပေးတဲ့တေးသွားတဲ့ပုတ်ပေါ့အဲ့ဒီလိုမျိုးအဲ့ဒီလိုကဘာကြီးမျိုးဤကဘာကြီးကိုငါချစ်သည်တစ်ဖက်ကန်းတွင်လက်လန်းမမီပန်းပွင့်နေတို့စီရီငုံဖူးအလှထူလဲစိတ်ကူးနဲ့ပင်မပန်လို့ဤမှာပကံပွင့်သောပန်းတို့တင့်ရှမ်းမကြွယ်ဂုံမထဲလဲရင်ဝယ်ချမ်းမြငတ်ဘဝကိုအလှဆင်နိုင်ခဲ့ပါသည်လူဘဝဤရတထွေပြားမြင့်မာနှိမ့်ကြလှပကြီးတံလောကဓာန်တို့ဝိုင်းပတ်ရန်ကာရှိနေပါလေကြုံလာသမျှဒီလောက၌အလှဖွေရှာရောင်ရဲပါမည်ဤကဘာကြီးကိုငါချစ်သည်ပျော်ရွှင်မှုနှင့်လမ်းလျှောက်မည်သိန်းစုံနဲ့အပြန်လန်း21-3-86နောက်ဆုံးအခောက်ပါပဲကျွန်တော်ရွာကိုပြန်လာခဲ့ပါတယ်အမေရွာဆိုတာတမထနောင်းရှားဆောင်ပြတ်သက်တန်းတဟတ်ပင်တွေနဲ့မိုးနံခြုံပုတ်ရှားပင်ငုတ်တိုနီညိုညိုကြောက်ခဲလုံးတွေနဲ့ထပင်မြင့်မြင့်ကြီးတွေကြားကတဲကလေးတစ်လုံးပါအဲ့ဒီတဲကလေးတဲ့အမေလဲလျောင်းနေပေါ့အမေကျွန်တော်ရောက်လာပြီအမေကျွန်တော်ကိုထပြီးနှုတ်ဆက်ပါအောင်အမေခြေစုံကိုပွေ့ဖက်ကျွန်တော်အတမ်းမထွက်ပဲငိုတယ်ထပင်မြင့်မြင့်ကြီးတွေပေါ်ကရွှေရောင်းချောက်တွေတရှဲရှဲမြည်လို့ကျွန်တော်ကိုစကားမပြောချင်လို့အမေသွားတွေတင်းတင်းစိတ်ထားသလားကျွန်တော်ကိုမမြင်ချင်လို့အမေမျက်လုံးတွေမိတ်ထားသလားထကြည့်ပါဦးစကားပြောပါဦးအမေရဲ့ဟောအမေကိုသူတို့ဟိုမှာမကြီးပင်တွေစိမ့်ညွညွနဲ့ဇရက်အိုအိုကြောက်တုံးနီညိုညိုတွေစီထားတဲ့တင်းချိုင်းဆိုတဲ့နေရာကိုပို့ကြတော့မလို့တဲ့လဲဘင်းကိုပြင်ဆင်ပြီးကြပေါ့အမေအလောင်းကိုခေါင်းနဲ့ထဲ့ကြပေါ့ကြေးစီကိုရိုက်နှက်ကြပေါ့ကျွန်တော်မငိုပါဘူးအမေငိုလို့မရတော့ဘူးအမေမြေကလေးလေးတွေကျွန်တော်တူနဲ့တူမလေးတွေသူတို့ငိုပါစေအမေသာသူတို့ရဲ့အဖေကျွန်တော်အကိုကြီးအမေသမီးသူတို့ရဲ့အမေကျွန်တော်အမသူတို့မောင်နှမအမေအရင်စောစောစီးစီးဟောဒီလောကကြီးတွေကထွက်ခွာသွားကြတော့မိတဆိုးဖတဆိုးဟောဒီကလေးလေးတွေအမေအတွက်သူတို့ငိုပါစေအမေအတွက်သူတို့မျက်ရည်တွေဟာထိုက်တန်ပါတယ်အမေကျွန်တော်ကတော့ຫນွေဦးရက်တွေအကြောင်းတချင်းမဆိုနိုင်တဲ့အုပ်အောငှက်တကောင်ရဲ့ကြေကွဲမှုလိုယာခင်းထဲကအမေဘဝကိုအဝေးကပဲတန်းတာပူဆွေးခဲ့သူပါအမေနေကောင်းပါစေအမေဟာထာဝရလှုပ်ကြွေးပြုစုနိုင်သည်ကိုဖြစ်ရပါလို့ဤညအိယာဝင်ရင်ထဲလှုပ်ခတ်ပဲ့တင်ထပ်ခဲ့တဲ့ခွန်အားမဲ့ဆူတောင်းတမ်းများကြားခြေလျားလုံးနဲ့ညတွေသာခန္ဓာကိုယ်ပေါ်တိတ်ဆိတ်စွာကြေပြုံးခဲ့ရမနေ့ကတော့အမေဆုံးပြီအမြန်လားတဲ့ကုသိုလ်ကြမှာနှုံချလို့လားဆူတောင်းများမပြေဝခဲ့ဘူးအမေကမွေးပေမဲ့အမေကိုလုံမကျွေးနိုင်ခဲ့တဲ့ဟောဒီခန္ဓာကိုယ်ကြီးဟာဘာအသုံးကြတော့မှလဲအဲ့ဒီလိုနောင်တတရားတွေကနှလုံးသားကိုကုတ်ချစ်ဘဝဆိုတာကိုလည်းမကြည်မနှက်ဖြစ်မိပေါ့ကျွန်တော်မငိုရဲတော့ပါဘူးငိုဖို့ရရှက်လာပါတယ်အမေနဲ့အတူအမေကိုခြေဆုပ်လက်နဲ့ပြုတ်ခဲ့တဲ့ဟောဒီကလေးလေးတွေသူတို့ငိုပါစေကြေးစီကိုသူတို့ရိုက်နှက်ကြပေါ့လဲဘင်းကိုသူတို့တွန်းကြပေါ့ဟောနီညိုညိုကြောက်တုံးတွေကြားကယထာတစင်းဟာအဝေးကိုထွက်သွားပြီဟိုးလွန်ခဲ့တဲ့အနှစ်20ဒီရွာကလူငယ်ကြီးတော်သားတယောက်ဒီရွာကိုပြန်ရောက်မလားယထာဟာသူ့ကိုအဝေးကိုခေါ်ဆောင်သွားခဲ့သူနဲ့သူစီးသွားတဲ့ယထာအကြောင်းလူတွေမေ့ကြပေါ့ပြောဆိုအမှတ်ရသူတစုံတယောက်မှမရှိတော့အဲ့ဒီလူငယ်ဟာအခုအမေအလောင်းအမေခေါင်းကိုဖက်ဖက်ပြီးငိုနေတဲ့ကျွန်တော်ပဲပေါ့ဟောဒီယာခင်းတွေကြားအမေနေ့တိုင်းလှုပ်ရှားခဲ့တာကျွန်တော်မမြင်နိုင်ခဲ့ဘူးအမေသမီးကျွန်တော်အမရဲ့ယောက်ျားကထရေသမားထရေကျိုးအမေသားကျွန်တော်အကူကြီးရဲ့မိန်းမကမိရက်ကျိုးမျက်စိတစ်ဖက်ကွဲသူတို့တွေနဲ့ကြံရက်ခဲ့တဲ့အမေမြေကလေးလေးတွေနဲ့အတူထညက်ကျိုးထင်းခွေရေခတ်ငတ်မသေးဘူးအမေရုန်းကန်ခဲ့တဲ့နေ့တွေမှာကျွန်တော်ဟာဟိုးအဝေးမှာပေါ့ဟိုတနက်ကတရွာလုံးမီးလောင်ပြကြ
အဲ့ဒီကလေးကအမေဟာရွာထဲကိုပြန်မရောက်အိမ်ပြန်မဆောက်နိုင်ထမ်းမင်အောက်ကတထဲမှာအမေအနေကြာခဲ့ပါတယ်အမေရေကျေးစီကိုရိုက်နှက်ကြပေါ့လဲဘင်းကိုသူတို့တွန်းကြပေါ့ဟိုးအနောက်တောင်တောရန်ကထပင်ရိပ်ဖျားမှာနေလုံးဟာတဖြည်းဖြည်းညိုခဲ့ပေါ့တောင်သူတလိရာမီးငွေတွေလွင့်တက်လာပေါ့ဟိုတောင်ကမူကဘာမှာမျက်စားနေတဲ့နွားမာတွေကအမေကိုနှုတ်ဆက်နေကြသလားသိန်းစုံရဲ့အပြန်လမ်းမှာကြီးကန်းတွေကတုတ်ကရက်နဲ့ရွာဘက်စီပြန်ပြေးကြပေါ့နေညိုချင်းအိမ်အပြန်လမ်းမှာတောရန်ရှုံမြောင်ဟိုအနောက်တောင်နဲ့မောင်မဲကကျွန်တော်ဘဝကိုမဝါမြို့မီကလေးအရွယ်ငငယ်တုန်းကလေတောင်ရိပ်တောင်ကြားတစ်ပင်ဖျားမှာမရက်နေတစေရီလားအမေကြီးတစေဆိုကျွန်တော်ကြောက်လာကြည့်တညသားပြူစောတီးဆိုလားရဲဘော်ပြူဆိုလားတကားကိုတအားခောက်နွားကောက်ဆန်းမြန်လို့တနတ်တွေထုတ်ချိန်ပြီးအခိုင်အခန့်လဲတစင်းနွားပြန်ညိုတရှင်းနဲ့အတူလဲမောင်းဖို့ဆိုပြီးအဖေကိုခေါ်သွားရွာနောက်ဘက်တောအုပ်ကြားကတနတ်တန်တစ်ချက်ကြားလိုက်ရအဖေကျွန်တော်တို့မိသားစုဘဝရာဇဝင်ကိုဖျက်တမ်းရတဲ့ညပေါ့လွတ်လပ်ရေးရပြီးကစားတခိုးဓမြတွေတကိုးပြလို့ကောင်းစဲခက်ကြီးတယ်လူဖြစ်ခဲ့ရတဲ့ကျွန်တော်အမေရဲ့ကြောပေါ်မှာတနတ်တန်တွေကြားပြေးလွှားပုံအောင်ရွာတောင်ဆောင်နဘူးချုံနဲ့ညတိုင်းပဲအိတ်ခဲ့ရတယ်မဟုတ်လားမေစစ်စနမီအကျွင်းကြံတွေနဲ့ခက်အပြစ်ကြီးကိုတွန်းလှန်ရင်းအမေရဲ့တခြားအမေတွေအားလုံးကလေးတွေကိုပခုံးမော်တင်ပြီးပြေးကြလွှားကြပုံအောင်ကြနဲ့တချို့သားသေးတချို့လင်းဆုံးစစ်ဆိုတာကြီးကိုမုန်းခဲ့တယ်မဟုတ်လားအမေအဖေမရှိတဲ့နောက်အမေရဲ့အကိုကြီးရဲ့အမရဲ့ကျွန်တော်ရဲ့လေလောကကဘာမှာစံတဝါရှောက်ခဲ့ကြပေါ့အရွယ်ရောက်ခါစားအကိုကြီးထန်းလီတင်ရပေါ့အကိုကြီးဟာသာသနာပေါင်းမှာအယိုးထုတ်ဖုန်ကြီးလို့ဖို့စိတ်ကူးရှိပေမဲ့ကျွန်တော်တို့အတွက်ယုံကြည်ချက်တွေစွန့်ခဲ့ရပြီပေါ့ကျွန်တော်ကတော့ရောင်တစောင်းနဲ့ဖုန်ကြီးကျောင်းသားပြီးတော့ပြည်တော်သားကျောင်းရောက်ကျောင်းစင်းချိန်မှာတိုးစိတ်နွားကျောင်းကျွန်တော်တို့တွေဟိုတပြေပင်တောင်ဆောင်စီကလက်ပြဟစ်အော်တချင်းတကြော်နဲ့ခွေးခေါ်ဗရက်တူးဟင်းရွက်ခုယုံရှာတောင်ရလုတ်သူထင်းခုတ်သူတွေထညစ်ကြိုသူထန်းတက်သူတွေနေကပူလောင်ကုန်းခေါင်ခေါင်မှာဟိုးအနောက်တောင်မှာမိုင်းပြမြူကိုတွေနဲ့ပုတ်ပါဆိုတဲ့တောင်တော်မြက်ကြီးစီညှိုကြည့်ငေးမောစိမ့်လန်းတဲ့ယာတော်တွေကြားအကိုကြီးကထန်းလီကျွန်တော်ကထရေအိုးသေးအမေရဲ့အမရဲ့ကထညက်ကျိုးရက်ကန်းခတ်ထင်းခွေးတခါတလေမြေပဲကောက်တခါတလေဝါဆိုင်တောအလိုက်လုပ်ငန်းဆောင်ပေါ့မြို့ရွာနီကုန်းပြက်ပြုံးစီအောင်ဓမြဘူကြီးမိုက်သီးအခေါင်မီးနဲ့မြိုက်လို့တိုက်ခိုက်ပူလောင်ဝတလမှတ်ကြသူရုပ်ကောင်ကလောက်ကလေးရတဲ့ဒိုးတောင်ပြိုတော့မောင်ရာမလုတ်တယ်ဝါခုတ်တဲ့တောင်အဲ့လိုကိုကြီးတက်တဲ့ကြပြားတွေတန်ပေါက်တွေကျွန်တော်မှအမူရခဲ့ပေါ့နေညိုချင်းတိမ်တောက်ပြိုကြောက်တဲ့ဒီအချိန်စီမီကွယ်မှန်အိမ်နဲ့အဲ့ဒီလိုကြီးလက်ဘဝတချင်းကြပြားတွေရင်ထဲမှာအမြင့်တွယ်ခဲ့ရပေါ့အမေကျေးစီကိုရိုက်နှက်ကြပေါ့လဲဘင်းကိုသူတို့တွန်းကြပေါ့အမေကောင်းချခဲ့တဲ့တဲကလေးဟာအမေရွာနဲ့အလံဝေးပေမဲ့ဒီတော့ဒီတောင်ကြားအမေကိုတယောက်တည်းမထားရပါဘူးမေအမေကျွန်တော်အဖွားရဲ့အမေစတဲ့ဆွေမျိုးတော်သူရောမတော်သူပါတရွာလုံးနောက်ဆုံးစုဝေးရာဟောဟိုစရက်အိုနဲ့တုတ်တန်ဆိုတဲ့နေရာရောက်အောင်အမေကိုကျွန်တော်တို့ပို့မှာပေါ့လမ်းကကြမ်းလိုက်တာမေတောင်ကမူကြက်တီကြားနှစ်တွေများစွာရေတိုက်စားမှုနဲ့ပြက်လူလဲလန်းမှာပေါ်မှာအမေခေါင်းဟာလှုပ်ရမ်းလာကြည့်ဖြည်းဖြည်းစူးကိုင်းတွေဘေးဖယ်မျက်နှာကိုချစ်မိကြအောင်ပဲဟိုတုတ်တန်ကိုရောက်တဲ့အခါဘုန်းကြီးတွေကတရဏဂုံရွတ်ဖတ်ကျွန်တော်လက်နဲ့ရေစက်သွန်းချအမျှဝေအမေကောင်းရာသူကတိလာပါစေလို့ကျွန်တော်အမျှဝေမယ်ကျွန်တော်ကိုယ်ပေါ်မှာဖုံတွေပေကက်ညစ်ပတ်နေမလားပဲမန္တလေးကမိထီလာမလိုင်းပန်းအိုင်တလန်းလုံးဖုံလုံးကြီးတွေဖြတ်ခဲ့ရအခုလည်းပဲဖုံလုံးကြီးထဲမှာကျွန်တော်ကိုယ်ပေါ်မှာကျွန်တော်တကောင်းလုံးမှာဖုံတွေပေကက်ညစ်ပတ်နေမလားပဲဟိုတုတ်တန်ကိုရောက်လို့ရေစက်သွန်းချအမျှဝေတဲ့အခါငယ်စရာဖုံတော်ကြီးကျွန်တော်ကိုကြည့်ပြီးအံ့ဩနေလိမ့်မယ်ညရောက်တဲ့အခါဦးလေးဘယ်နေ့ပြန်มาလဲဒီနေ့တစ်ခါပြန်လာပါနော်ကျွန်တော်ကြောင်းဆက်နေခြင်းနဲ့ညီမလေးမှဝက်စရာအင်ကြီးမရှိတော့ဘူးဟောဒီအငယ်မမနက်က2တန်းကြတယ်ငေါမောင်ရဲ့ဟောဒီကြံနေတဲ့မျက်စိတစ်ဖက်ကလည်းဆရာဝန်ကခွဲရမယ်တဲ့အမလည်းကြောက်တက်လို့ဆေးရုံကိုနောက်ထပ်မရောက်တော့ဘူးစတဲ့စကလုံးတွေကြားကျွန်တော်ဘာများတာဝန်ယူနိုင်မလဲမင်းတို့အတွက်ငါအတွက်အနှစ်30လုံးဦးလေးစဉ်းစားနေတော့မယ်ဦးလေးဟာစဉ်းစားနေတော့မှာပဲကွယ်တစုံတရာဂရိတွေပေးထားပစ်ခဲ့ပြီးနန်းနခင်းတစ်ခုမှာအဲ့တကောင်လိုပြန်ပြေးသွားမယ်ဟိုတခါကအမေကိုထားပစ်ခဲ့တယ်လို့မျိုးပေါ့ဟောဒီကဘာကြီးရဲ့နာမကျန်းမှုတွေကိုစေဝါကုသဖို့
ကျွန်တော်ကြပြားဆရာလုပ်ရမယ်ကြပြားဆရာလုပ်မှဖြစ်မယ်အမေအဲ့ဒါလို့ဆိုပြီးအမေကိုထားပစ်ခဲ့တော့ကရာခင်းတစ်ပေတော်လန်းလေးပေါ်မှာမျက်ရိုင်းပင်တွေကိုတိုးဖြတ်တစ်ချက်ချက်နဲ့ကျွန်တော်ဖက်နှက်တန်တွေကြံရစ်ခဲ့တယ်ရာခင်းတွေနောက်မှာချမ်းတောတန်းတွေကြံရစ်ခဲ့တယ်ကျောက်စရက်ကုန်းခေါင်တလင်းပြောင်မှာရုံထောင်ဗရက်တူးဂျိုးတယ်ငယ်ဘဝတွေကြံရစ်ခဲ့တယ်လိမ့်လိမ့်မာမာနေဖို့စကားလုံးတို့တုံခါအမေမျက်နှာပေါ်ကမျက်ရည်စတွေကြံရစ်ခဲ့တယ်တငယ်ချင်းတွေလက်ပြနေစေအုပ်အော်ဆွဲဖို့တရှင်းရှင်းမြည်လျက်ယထာထွက်ခွာတုံခါနေတဲ့ဓာတ်ကြိုးပေါ်မှာတော်ကြီးကန်းတစ်ကောင်အော်မြည်ရင်းကြံရစ်ခဲ့တယ်မြို့ပြဘဝရဲ့ခံစားမှုမြေရတသက်ထဲမှာပလက်ဖောင်းတစ်လျှောက်ဓာတ်မီးတိုင်တွေအောက်တယောက်ကိုတယောက်ဖြတ်ကျော်ရှောက်သွားရင်းဒစိမ့်ဆန်တဲ့လူတွေကြားမှာဟိုအနောက်တောင်စီကိုရော်ရမ်းတော်လန်းကလေးကိုလွမ်းခဲ့ရပုံမေးနေညိုချင်းအင်းအပြန်လမ်းဘေးတိုက်ကြားဓာတ်တိုင်နားမှာမမရနေတဆေတွေလားအမေတဆေကိုကျွန်တော်ကြောက်လာကြည့်ရောင်ရမ်းရွတ်ဆိုမိတော့လဲရဲရဲတင်တင်ဖြတ်တန်းရပြီမေလူမှုဗေဒဝေါဟာရနဲ့ရတသက်တွေကနှလုံးသားကိုတအားကုတ်ချစ်ပုတ်တက်ပြီးဖြေတော်လဲရာရံမြဲပါမေစီးစာရည်တဲ့တိုးရှဲဖြတ်တန်းကိုလန်းကိုသွားခဲ့ကြရစကားညင်းဆန်ကားဟွန်းတန်တွေကြားနှလုံးသားတိတ်ဆိတ်မတိစိတ်မှာယောဂထူပြောခဲ့ပါမေအမေထံကျွန်တော်ပြန်မလာနိုင်တော့ဘူးငါမြေးလေးတွေအမေမြင်ကျင်လာပြီဆိုဟောအကြီးလေးကမတူမာတဲ့ပိပိန်သွဲနှစ်ဖူးကျဲကျဲနဲ့တိတ်ချစ်စရာကောင်းတယ်မေအငယ်လေးကမတ်ငူဝါတဲ့အစားပုတ်ပုတ်ဝတ်တုတ်တုတ်ကလေးနောက်တစ်ယောက်ကသားကြီးမောင်ဖိုးကားဆော့တဲ့နေရာမှာမြောက်ရှုံးပါပဲငငယ်ကလေးတွေကမြောက်ကလေးလိုပဲကြီးလာရင်မြောက်ကြီးနဲ့တူမလားပဲသူတို့မောင်နှမတွေဦးလေးတွေအတော်တွေနဲ့တွေ့ဖို့ကျွန်တော်လာခြင်းပါရဲ့ဒါပေမဲ့အမေဟောကျွန်တော်တို့အားလုံးအတွက်အရွယ်မရောက်ခင်ထန်းလေးတင်ခဲ့ရတဲ့အကိုကြီးထမ်းမင်ဘော်ကဇောက်ထိုးကြအနှိမ့်ဆရောက်ခဲ့ရပြီမဟုတ်လားကျွန်တော်အမေသမီးပိန်နာရိုးလေးသားသမီး9ယောက်မွေးပြီးတော့ဆင်းရဲမှုတမ်းမခံနိုင်လို့ထင်းရဲ့အနှိမ့်ဆရောက်ခဲ့ရပြီမဟုတ်လားအမေဒီတော်ဒီတောင်နဲ့အမေသားသမီးတွေနဲ့အနေဝေးအသေးဝေးခဲ့ကြရတော့လေအမေတယောက်တည်းမဟုတ်အမေမြေတအုပ်နဲ့ထညက်ကြိုးထင်းခွေရေခတ်ကျွန်တော်တပြားတစ်ချက်မှမထောက်ပံ့နိုင်ပေမဲ့ငတ်မသေးခဲ့ဘူးအမေတေးရတာငတ်လို့မဟုတ်ဘူးအမေမနေ့ကအမေဆုံးချောင်းကျင်းနှံ့ရတော့ခရီးသွားဖို့ဇနီးမယားနဲ့တိုင်ပင်ပြင်ရဆင်ရငွေရှာရနေပေါ့ညရောက်တော့လဲရင်ထဲမအေးပူဆွေးနေစဲမှာကလေးတွေကတီဗီသွားကြည့်ကြတယ်။အော်မင်းတို့အဖွာသေးတဲ့ရဲ့မင်းတို့အတွက်ဘာမှမခံစားရပါလားနော်။ငယ်သေးတဲ့ကလေးတွေပဲဆိုတာကတက္ကနာပေါ့မြို့ပြမှာနေတဲ့အမေမြေကလေးတွေအမေနဲ့တအားဝေးခဲ့ပါပေါ့လားဆိုတဲ့အတွေးတွေကနှလုံးသားထဲစူးနဲ့တကယ်ကိုပါပဲဘဝဆိုတာကိုလည်းမကြေမနက်ဖြစ်ရပြန်ပေါ့အမေခံစားရပြီပေါ့ကျွန်တော်ခံစားရပြီပေါ့အမေကျွန်တော်ဟာဗုဒ္ဓဘာသာဗမာယဉ်ကျေးမှုတွေကလူတစ်ယောက်အဖြစ်နဲ့ပဲအသက်ရှင်ရပ်တည်နေသေးပါမေအမေရေအမေကျေးစီကိုရိုက်နှက်ကြပေါ့လဲဘင်းကိုသူတို့တွန်းကြပေါ့အမေခေါင်းဟာလဲပေါ်မှာရိမ့်ထိုးလို့ချက်ဆောင်ပြတ်သက်ပင်ပေါ်ကဒေါ်ရင်ဆိုတဲ့အကောင်တွေတကြီးကြီးမြေလို့အမေမြေကလေးလေးတွေအမေရဲ့ဆွေမျိုးသားချင်းကလေးတွေအမေကိုခင်မင်တဲ့သူတွေမရဏတေးကိုရွတ်ဆိုငိုကြွေးလို့အမေခေါင်းပေါ်ညောင်ရွတ်တွေကြွေကြဒါဟာသင်္ခါရတရားပဲလို့ဆိုခြင်းသလားမသိဘူးအမေကုံတန်ချင်းအပြည့်နဲ့ကားတစ်စီးအဝေးပြေးလမ်းမကြီးပေါ်ဖြတ်မောင်းသွားနေရဲ့တပင်မြင့်မြင့်ကြီးတွေပေါ်ကရွှေရောင်၆တွေတရှဲရှဲမြည်လို့